Lord ရန်ရင်မြေပေါ်ရှောင်းနေတဲ့အရာကြီးအများကြီးတွေကမှ Knight တယောက်ကတော့ထူးဆန်းသလောက်နာမည်လေးကြီးရဲ့ကြားတဲ့သူတွေအားလုံးနားထဲမှာဆွဲသွားစေတဲ့နာမည်တစ်ခုပေါ့ Kirk Knight of Thorns စူးကတ်တည်တဲ့သူရဲ့ကောင် Kirk ကျွန်တော်ရဲ့ player character ရွေးချယ်ခံအပုတ်ကောင်က The Depths လို့ခေါ်တဲ့မင်္ဂလာမြောင်းတွေကိုစောင့်ဝင်တော့သူနဲ့တွေ့ရတာပဲကျွန်တော်တို့ Dark Souls World ကို invade လုပ်လာပြီးလာရောက်တိုက်ခိုက်တာသူ့ရဲ့နာမည်အတိုင်းပဲချက်ဝစ်တီဓာတ်နဲ့ဒိုင်းအထိအကုန်တန်ဆူးတွေနဲ့ပတ်ပြီးကားထားတယ်ဒီတိုင်းတာမန်မျက်လုံးနဲ့ကြည့်ရင်တော့ဒါပဲ Kirk ကအန်ရီများတဲ့တိုင်းပြည်မှာနောက်ထပ်ရန်လိုးနေတဲ့လူတစ်ယောက်ပဲဒါပေမဲ့ Kirk ကိုနားလည်ဖို့ဆိုရင်သူတစ်ချိန်ကတာဝန်ထမ်းဆောင်နေတဲ့အစီအရောင် Covenant ကိုသိချာလေးလာမယ် The Dark Wraith နှစ်ချို့ငကားကြီးတွေနဲ့စစ်ပွဲကြီးအပြီးနတ်တို့ကသူတို့ရဲ့ရွှေမျိုးတော် Anorlando ကိုတီထောင်တော့လူသားတွေကလည်းသူတို့ရဲ့ကိုယ်ပိုင်မျိုးတော်ကြီးတစ်ခုကိုတီထောင်ခဲ့တယ် New Londo ဒီမျိုးတော်ကြီးကိုနေမင်းသခင်ကွင်းရဲ့ကောင်းကြီးပေးမှုနဲ့တိဆောက်ခဲ့တာပဲဒါပေမဲ့ရရောမှုလို့တော့အတွေးမမားစေနဲ့ဒီမျိုးတော်ကလက်ဆောင်တစ်ခုမဟုတ်လှောင်ပြောင်မှုတစ်ခုကွင်းအပါဝင်တခြားနတ်တွေက New Londo ဟိုးအောက်မှာဖြစ်တဲ့ Anorlando ရဲ့အရေးထဲမှာပဲတိဆောက်စေခဲ့တယ် Velgar လို့ခေါ်တဲ့အပြစ်တရားနဲ့သမီးရလွှဲရင်ဘယ်နတ်မင်းဘယ်နတ်မယ်တော့မှဒီမျိုးလေးကိုချိန်မချခဲ့ကြဘူးရှင်းပြောရရင်နတ်တွေအနေနဲ့သူတို့ချိန်ရင်မှနေနေတဲ့လူသားတွေကိုပြည့်ရပြူဖို့ဖန်တီးစေခဲ့တာပဲဘလို့ပဲဖြစ်စေက New Londo ကတော့လူသားမင်းကြီး၄ပါး The Four Kings ရဲ့လက်အောက်မှာတာယာဝါပြောခဲ့တယ်ခွန်အားလည်းကြီးခဲ့တယ်အထူးသဖြင့်လူသားတွေကသူရဲကောင်းတွေ Knights of New Londo သူတို့ကအရန်ထူးချွန်ပြီးတွက်လက်ဖြက်လက်လို့ပဲဒီသူရဲကောင်းတွေဆိုတာ Silver Knights တွေကနတ်တွေကိုစောင့်ရှောက်တယ်လို့ပဲလူတွေကိုစောင့်ရှောက်ခဲ့ရတဲ့သူရဲကောင်းတွေဒါကြောင့် New Londo ကလူသားမျိုးတော်တွေထဲမှာတော့အထွန်ကားဆုံးပေါ့ But of course မိပြန်နှိမ်လာတဲ့အခါ Dark Souls ကဘာထဲမှာလူသားတွေအားလုံးရန်ကန်ချမှာ The Undead Curse အပုတ်ကောင်တွေရဲ့ကျိန်စာတင်တာပဲလေကျိန်စာကမြို့တွင်းကိုပြန့်သွားခဲ့တယ်မြို့သူမြို့သားတွေသူရဲကောင်းစစ်တီတွေကနေတဆင့်မင်းကြီး၄ပါးအထိဒီကျိန်စာကြီးကကူးဆက်သွားတာပေါ့အမောင်တုအမတ်သား The Dark Sign ကြီးကသူတို့ခန္ဓာကိုယ်တွေကစိတ်ဝိညာဉ်တွေကလူသားဖြစ်စေတဲ့အမောင်တု humanity ရဲ့ darkness ကိုလောင်ကျွမ်းစေပြီး hollow တွေဖြစ်စေတယ်ဒီ Dark Sign မီးစဝိုင်းကြီးကလူသားတို့ရဲ့အမောင်တုကိုလောင်ကျွမ်းတဲ့အခါတစားနဲ့တစားလူသားတွေရဲ့ယူသွတ်နေတဲ့အခွန်တွေတက်တက်ပဲကြံ့ရင်ခဲ့တော့အချင်းချင်းတက်ကြဖြစ်ကြရင် New Londo မျိုးတော်ကြီးကအတွင်းထဲကနေစပုတ်တိုးလာခဲ့တယ်ဒီနေရာကိုရောက်တော့ရှင်ဘရင်ရှာဖွေသူရှေးဦးမွေကြီး Frank ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အမောင်တုရှာဖွေသူ Karth ကသူ့ရဲ့ခြေလမ်းကိုစတင်တော့တယ်သူကလူသားမင်းကြီး၄ပါးစီချင်းကပ်ပြီးကမ်းလှမ်းခဲ့တယ်တင်တို့လူသားစိတ်ကိုမပြောက်စေရငါ Life Drain လို့ခေါ်တော့အတန်ငွေဆုပ်ယူသည့်အတက်ကိုသူတင်ပေးအပ်သို့မဟုတ်ရင်တင်တို့တိုင်းပြည်ပြိုလဲတာကိုထိုင်ကြည့်ရပြီတော့ဆိုရွေးချယ်စရာမရှိတဲ့မင်းကြီးလေးပါလေရှေးဦးမွေကြီးခါပြည့်ကမ်းလှမ်းမှုကိုလက်ခံခဲ့တယ်အဲ့လိုနဲ့မင်းကြီးလေးပါရဲ့စစ်တီတော်တွေရတယ် Dark Wraith တွေဖြစ်လာခဲ့တာပေါ့ Life Drain ကမော်အတက်တစ်ခုထက်အများကြီးပိုတယ် Dark Wraith တွေကအခြားလူသားတွေစီက humanity ကိုဆွဲထုတ်ပြီးတော့သူတို့စားသုံးကြတယ်အခြားသောလူသားတွေကအမောင်တုကိုကြောက်ရွံ့နေချိန် Dark Wraith တွေကတော့အမောင်တုနဲ့တသားတည်းဖြစ်နေပြီလူသားတွေကိုအမဲလိုက်ကြတယ်သူတို့ရဲ့ humanity ကိုစုပ်ယူဖို့ရသူတို့ကတိုက်ရုံပဲမဟုတ်ဘူးတူရဲ့အသက်ငွေကိုဆွဲထုတ်ပြတယ်သူတို့တက်တာခံရတယ်ဆိုတာအမောင်တုရဲ့အဆုံးမရှိတဲ့စာလောင်မှုတွေကိုရောက်ဖို့ပဲကြီးမားလာတဲ့အမောင်တုရဲ့ခွန်အားနဲ့ Dark Wraith တွေကိုလူသားတွေတည်းမကောက်နတ်တွေကပါကြောက်ရွံ့ခဲ့ကြတယ် and Kirk ဟာ Kirk ကသူတို့ရဲ့အဆိုးဆုံးပေါ့art လူတွေကပြောကြတယ်အနုပညာဆိုတာခံစားရတဲ့လူအပေါ်မှာမူတည်တယ်art is subjective ပေါ့ဟုတ်လားတကယ်လို့အနုပညာမျက်စိနဲ့ကြည့်လို့ရှိရင်ဒီဟာလေးကတကယ် masterpiece တစ်ခုလို့တောင်မြင်နိုင်ပါတယ်လူသားတစ်ယောက်ရဲ့အလှတရားကိုဖော်ကျူးတင်ပြထားတဲ့အနုပညာလေးတစ်ခုပေါ့ဒါမဲ့လို့တကယ်တာမန်မျက်စိနဲ့ကြည့်ရင်တော့ဒါက
fucking dog shit ဆိုတာအားလုံးသိမှာပါအဲ့ကြောင့်ကိုလူတို့ကလေတကယ်အဝမ်းစား art တင်နေပဲကိုတင်ပြချင်ရင် I got a sponsor for you ဒါ Wapu's art page အထူးသဖြင့်ကိုလူတို့က Teddy လို့ creator တယောက်ဆိုလို့ရှိရင်ဒီ bro စီမှာကိုလူတို့လိုအပ်တာမှန်သမျှအစုံရှိပြီးသားနော်ကျွန်တော်တို့ digital illustration လေးရှိရယ် mascot လေးရှိရယ် comic တွေ manga တွေ and တခြား business တွေအတွက်လည်း storyboarding service တွေပေးတယ် and သူစီကနေ YouTube thumbnail ရောအပ်လို့ရတယ်။နောက်ကိုလူတော့တွေးဆောင်တွေးနေနိုင်ပါတယ်။ဟာငါကိုယ်တိုင်လုပ်လို့ရတာပဲကွာ။ thumbnail ဘာလို့အပ်နေမှာတော့။နောက်အလုပ်လာတွေးရဆိုလို့ရှိရင်ကျွန်တော် thumbnail တွေကိုကြည့်ကြည့်။ကြက်မပြည့်နေတဲ့လူတယောက်ဒီအယူချီပန်တောင်ချင်းမြောက်ချင်းနဲ့တွေ့ကြရရှက်တောင်ရှောက်လုပ်ထားတယ်လို့မြင်ကောင်းမြင်နိုင်ပါတယ်။တကယ်လို့အဲ့လိုမြင်လဲမတော့မမပါဘူး But the point is သူ့ thumbnail တွေအဲ့လိုမဟုတ်ဘူး။အဲ့ဒါမဲ့သူ့ရဲ့ page လေးကအခုမှအစပဲရှိနေသေးတဲ့အတွက်သူ့ရဲ့ glorious art တွေကိုကဘာကြီးနဲ့မိတ်ဆက်ပေးဖို့ကိုလူတွေအကူအညီလိုနေပါတယ် and Teddy စကားနဲ့အားပေးဖို့ပြောတာမဟုတ်ဘူးเนาะဒီသူဆွဲထားတဲ့ pic shit တွေတစ်ချက်ရှိုးကြည့်လိုက်ပါဦး look at that chainsaw man Sabi aura form to Artorias 01 oh shit မြန်မာလိုရေးချတာဟာ Nanami put some clothes on man ဒီလောက် talent ရှိတဲ့ artist တယောက်မို့လို့ဒီလောက်ထိ underrated ဖြစ်နေတာကြားလို့မှမကောင်းပါဘူးဒါကြောင့်မို့လို့ follow ရင် support ပေးလိုက်ကြပါဦးအဲကိုလူတို့ကဒီလို art တွေကိုမှားယူခြင်းအောင်လည်းမဟုတ်ဘူးကိုကိုယ်တိုင်လည်းသင်ယူခြင်းနဲ့ဆိုလို့ရှိရင်နိုဝင်ဘာလထဲကစပြီးတော့အခြေခံတွေစလေ့လာဖို့အတွက် fundamental drawing class ဒါ beginner friendly digital art class ဒါလည်း beginner friendly ပဲဒါပေမဲ့ digital ပေါ့ and a dynamic figure drawing class ဒီကနေဆိုရင်တော့ကိုလူအမြဲဆွဲကျင်နေတဲ့ big booty anime girl တွေဆွဲလို့ရတော့မှာပါoh yeah ဒီကောင်ကတော့ intermediate ဒီ class တွေအကုန်လုံးကိုလည်း instructor Wapu or ကောင်းစဉ်သူကအကုန်လုံးသင်ပြပေးသွားမှာပါဒီသင်တန်းကို Teddy ကိုယ်တိုင်တောင်တက်မှာနော်သင်တန်းကလည်း Teddy စီကနေပြီးတော့ sponsor code TEDPU TEDPU ဆိုတဲ့ code ကိုသုံးပြီးတက်မယ်ဆိုလို့ရှိရင်သင်တန်းကြီး 15% off discount လည်းရရှိသွားမှာပါဒါကြောင့်မလို့ကိုယ့်ရဲ့ illustration တွေအပ်ချင်တာပဲဖြစ်ဖြစ် on ကိုယ်တိုင် art တွေကိုဆွဲချင်တာပဲဖြစ်ဖြစ် Wapu's art page ကို share ပြီး follow လုပ်ထားလိုက်ကြပါဒီဗီဒီယို sponsor ပေးရတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ် Wapu's art page ကဲအဲ့ဆိုဗီဒီယိုပြန်သွားလိုက်ရအောင်ခဏလေးမစခင်အရေးကြီးလို့ so Teddy channel ကိုဒီတိုင်း sponsor မဟုတ်ဘဲနဲ့ဒီကုညီချင်တယ်လို့ပြောရတဲ့လူတွေများသွားအကြောင်းမို့လို့ so နောက်ဆုံး Teddy channel support ဖွင့်ဖို့ဆုံးဖြတ်လိုက်တယ်နောက်ပြန်ကြလို့ရှိရင် Jamster channel ရဲ့ KP account activate ဖြစ်ပါပြီအဲ့ဒါ community post မှာတင်ပေးထားမယ် channel ကိုအားပေးခြင်းအဲ့ရနေကြိုက်တဲ့လောက် support လုပ်ရပါတယ်ဝင်လာတဲ့ donation တွေအကုန်လုံးကလည်း Teddy channel တိုးချဲ့ဖို့ရည်နဲ့အားပေးရခါကျတော့ Teddy ရဲ့ editor 2ယောက်စီကိုပဲသွားမှာပါသူတို့ကလည်းတကယ်အားကိုးရတဲ့သူတွေမို့လို့ပါ Teddy ကလည်းပို့ပြီးရခါကျတော့သူတို့စုချခြင်းလို့ပေါ့you know ဗီဒီယိုမပြီးမချင်းမြေအောင်ခန်းထဲမှာလောင်ပိတ်ထားတာမျိုးမဟုတ်ဘဲနဲ့ပေါ့ support ပေးရတဲ့သူတိုင်းကိုဗီဒီယိုအသစ်တိုင်းရဲ့အဆုံးမှာ channel supporter list မှာနာမည်တွေအကုန် mention ပေးသွားပါမယ် shout out လုပ်ပေးသွားပါမယ်ပေါ့ but တကယ်လို့ cash နဲ့မ support နိုင်လို့ရှိရင်လည်းဘာမှမဖြစ်ပါဘူး like subscribe လုပ်ပြီးတော့ဒီ Facebook group တွေတို့ TikTok page တွေတို့မှာပြန်ပြီး share ပြီးခြင်းပြန်ပြီးရောအဲ့လိုဖြန့်ပေးခြင်းနဲ့လည်း support လုပ်ပေးလို့ရပါတယ်အဲ့ဒါကိုလူတို့အတွက်တော့ cloud လေးတစ်ခုဆိုပေမဲ့ဒီလို creator တွေအတွက်အများကြီးအထောက်အကူဖြစ်လို့ပါအဲ့တော့လုပ်ပေးတဲ့လူတွေအားလုံးကို thank you very much ပါကဲတကယ်ဗီဒီယိုသွားလို့ရပါတယ်သူ့ရဲ့တန်ချက်ဝက်မှာစူးတွေနဲ့ဓာတ်နဲ့ဒိုင်းမှာလည်းတန်စူးတွေပတ်ထားတယ်တွေးလိုက်တာနဲ့သူကလူစိုးတယောက်လိုထင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒါမှားပါတယ်တကယ်တော့ဒီကြက်တုံးကလူရုပ်မှာတယောက်ပါဒီလူကမြတ်တတမချဘူးခေါင်းသိခါဆိုတဲ့စကား Kirk ရဲ့အပြီးတန်ထဲမှာမရှိပါဘူး Kirk ဆိုတဲ့အကောင်ကအဆိုးဝါးဆုံးဆိုတဲ့နေရာတွေမှာအဆိုးဝါးဆုံးအချိန်မျိုးရွေးပြီးလာရောက်တိုက်ခိုက်တဲ့ကောင်ပါ The depths ထဲမှာကြွက်ကြီးတွေဝိုင်းပြီးကိုက်နေတဲ့အချိန်မီးလုံးကြီးတွေလောင်းနေတဲ့အချိန်ကိုဝင်ပြီးချတာကိုက ecstasy legend နဲ့မြော့နေတဲ့အချိန်နောက်ကဓာတ်နဲ့ဝင်ထိုးတာဒီ fucking goblin လေးသူ့ကိုခုတ်ဖို့ဆိုတာကိုအနာခံရမှာသူကခုတ်ရင်သူကခုတ်ရင်ကိုကနှစ်ဆနာတယ်ရုပ်လိုက်တာဆိုတာလည်းနှစ်ယောက်မရှိဘူးတခြား dark race တွေကလူတွေကိုအမဲလိုက်တာမှန်ပေမဲ့သူတို့ရဲ့ခုတ်ချက်တွေကမြန်နေရှောက်အချိန်ကုန်မခံဘူးသွေးအေးတယ် stone cold baby but Kirk ရတာတန်ဆူးတွေပတ်ထားပတ်ဖို့ရမဟုတ်ဘူးခုတ်ချက်တိုင်းဖြတ်ချက်တိုင်းကဓာတ်နဲ့ထိပြီးတာတောင်အကြာကြီးနာကျင်ပြီးကြံရအောင်တရားဖန်နေထတာအဲ့ရနေမလုံးတော့သေးဘူးဆိုဒင်းကတစ်ခါလေခုတ်တော့မခုတ်ဘူး
တခါတလေသူ့ခန္ဓာကိုယ်တစ်ခုလုံးသုံးပြီးဝင်းဝင်ရိုးတာတန်ဆူလုံးကြီးဖြစ်သွားသေးတာ and လူတွေအဲ့ဒါနဲ့တေပေါင်းလဲမနေတော့ like ကြည့်လိုက်ပါအောင်ဒါကို Kirky's got baddest armor. I do like his armor. Why am I not doing any damage to him? Kirk's strong. What? Yep. I didn't have the chance to heal. Can you let me heal, dear invader, please? Can you just give me like a minute? Oh my god! How do you even kill that guy? That was crazy. And I'm not done yet. I'm not done yet. You know what? It's just stupid. ပလေယာတွေတယောက်ပြီးတယောက်ကြောက်ပြီးတယောက်အထိုးခံအဖိခံအဖြဲခံအကျွန်တော်သိတယ်ဒီဘဲအဲ့ဒီခေါင်းစော့အောက်မှာစက်ဖြည်းဖြည်းဖြစ်နေတယ်ကောက်ကအနိုင်ယူချင်တာမဟုတ်ဘူးစော့တဲ့သူတွေကိုတွေးတက်စေချင်တာသူရဲကောင်းမဟုတ်ဘူးထိုးတကောင်ရဲကောင်လူတိုင်းကိုလိုက်ပြီးဒုက္ခပေးရတာပြောနေတဲ့ကောင်ဒါပေမဲ့လူတိုင်းနှီးပါလေသူ့ကိုမမုန်းနိုင်ရဘူး Kirk fan group ဆိုပြီးတောင်ထွက်လာသေးတယ်သူ့တန်ချက်တွေဝစ်ပြီးတခြား player တွေဝေလုံးရ It's pretty fucking funny actually ဒါပေမဲ့ဘာကြောင့်မို့လို့လဲဘာကြောင့်မို့လို့ဒီလူရုံမှာတယောက်ကိုအကုန်လုံးသဘောကျနေကြရလဲဘာလို့ဒုက္ခတွေပေးနေပေမဲ့အကုန်လုံးရဲ့ favorite character တွေတယောက်ဖြစ်နေတတ်တာလဲ Kirk လိုလူမျိုးဘာမှန်းဒီလောက်ထိရက်ဆက်ဖို့အပေးနေခဲ့ရလဲ and အချိန်ကြီးတော်တော်ကြာတဲ့အထိအဖြစ်ရှင်းရှင်းလေးပါပဲရက်ဆက်ချင်းဆိုတာသူတည့်ရဲ့တစ်ခုတည်းသောဘာသာစကားပဲလေဒါကြောင့်ဒီနည်းနဲ့ပဲသူလောကကြီးနဲ့ဆက်ဆံခဲ့သူ့အပေါ်ကြာရောက်လာတဲ့ရုံးမာမှုတွေကိုနှစ်ဆတိုးနဲ့ပြန်ဆက်ခဲ့သူ့တန်ချောင်းပေါ်ဆူကတ်တွေဆိုတာတန်ချောင်းလေးထက်အသေးပဲပိုရှိခဲ့တယ်ဒါသူ့ရဲ့ယုံကြည်မှုကိုမနာခင်သူများကိုအရင်နာကျင်အောင်လုပ်ဖို့ဒါမဲ့နှလုံးသားဆိုတာရှိရင်တခါတော့ခုံပါပဲလေအဲနှဆိုင်လာရဲ့ Demon Ruins တွေမှာလူသားကြီးရှောက်လန်းရတဲ့အဝေးမှာ Kirk တစုံတယောက်ကိုတွေ့ခဲ့တယ်ပင့်ကူနဲ့ဆိုမှလေသူမရဲ့ခန္ဓာကိုယ်အားနဲ့ကျိုးပဲ့နေဘာသူ့အံ့ဩသွားစေတာကတော့သူမရဲ့အားနည်းမှုတွေမဟုတ်ဘူးခွန်အားကြောင့်အရန်ချို့တဲ့နေပေမဲ့သူမကိုယ်တိုင်ရဲ့နာကျင်မှုတွေမဟုတ်ပဲတခြားသူတွေရဲ့နာကျင်မှုကိုပါထပ်ဖို့ပေးနေခဲ့ရသူမက Kirk တခါမှမကြားဘူးမမြင်ဘူးရဲ့ဘာသာစကားတစ်ခုနဲ့လောကကြီးကိုဆက်သွယ်နေခဲ့တယ်ကြီးနာသူကနာကျင်မှုကိုဆက်ပွားဖို့ကြိုးစားနေတဲ့အချိန်မှာသူမကတော့ရစ်တမ်းမှုရည်ရွယ်နေခဲ့တယ်သူကရက်ဆက်မှုကိုတောင်းတချိန်မှာသူမကကျင်နာမှုတွေမျှဝေနေခဲ့တယ်သူမကိုကြည့်တဲ့အခါမှာကွဲပြားမှုတွေပဲတွေ့ခဲ့တာမဟုတ်ဘူးစန့်ကျင်မှုကိုတွေ့ခဲ့တယ်သူမမဟုတ်တဲ့အရာတွေအားလုံးစုပေါင်းထားတာသူမရှိနိုင်ဘူးလို့ထင်ထားတယ်အကုန်ပဲအဲ့ဒီအခိုက်အတန့်တွေမှာလူသက်သမား Kirk လူယုံမှာ Kirk ပြိုလဲသွားခဲ့တယ်သူမကိုနားမလည်ခဲ့ဘူး perhaps သူဘယ်တော့မှနားမလည်နိုင်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူမျက်နှာမလွှဲနိုင်ခဲ့တော့ဘူးအဲ့လိုနဲ့ Demon Ruins တွေရဲ့တိတ်ဆိတ်တဲ့ခမ်းမတွေမှာကြောက်စရာကောင်းတဲ့သစ္စာတစ်ခုတည်ခဲ့တယ် Kirk စူးကတ်တီနဲ့သူရဲ့ကောင်းကသူ့ဘဝမှာပထမဆုံးအကြိမ်အနေနဲ့ရက်ဆက်မှုကိုသူ့ကိုယ်တိုင်အတွက်မဟုတ်ပဲတခြားသူတယောက်အတွက်ကင်ဆွဲဖို့ဆုံးဖြတ်လိုက်တယ်။သူကသူမရဲ့ကြံရှိနေတဲ့မိသားစုဝင်တွေကိုလိုက်ရှာခဲ့တော့တာပေါ့။ Isolate မျိုးရဲ့တစ်ချိန်ကတုံဝင်မိသားစု။သူမအတွက်မိသားစုကဘလောက်အရေးပါလဲသိသွားတာပေါ့။တကယ်လို့သူမကလောကကြီးကနာကျင်မှုတွေကိုမျှတခံစားပေးတဲ့သူဆိုရင်သူကလောကကြီးရဲ့အမုန်းတရားတွေကိုခံစားပေးမယ်သူမအတွက် after all စူဂတ်တီရဲ့ရည်ရွယ်ချက်ကလှပရင်နင်းစီလေးကိုကာကွယ်ဖို့ပဲလေအဲကြောင့်သူစောင့်နေပြီးတိုက်ခိုက်ခဲ့တယ်သူမရဲ့အမတော်ခွေးလက်ရဲ့လမ်းကိုလာတဲ့သူတွေကိုမင်္ဂလာမြောင်းနေတယ်မှာပုံးကွယ်နေ Demon Ruins တွေမှာတစ်ခါထပ်ပြီးခိုးအောင်တိုက်ခိုက်တယ်သူမရဲ့အဆုံးမရှိငိုကြွေးနေတဲ့မောင်းတော် ceaseless discharge နားလေးမှာနောက်ဆုံးတစ်ချိန်အနေနဲ့ Isolate ပြို့ရဲ့စုံမကြီးရှိရာခမ်းမရဲ့ရှေ့သူတိုက်ခိုက်ခဲ့တယ်။သူမရဲ့မေတော်အတွက်ဒါ Kirk ရဲ့ကိုယ်တိုင်အယူသွင်းခဲ့တဲ့တောင်းပဲ။ဇာစီကွဲပြက်ပျက်စီးသွားခဲ့တဲ့မိသားစုလေးတစ်ခုကိုစူးစမ်းကာကွယ်ပေးဖို့တိုက်ခိုက်မှုတစ်ခုစီကကြမ်းတမ်းမှု
ရက်ဆက်မှုကြောင့်ဖြစ်ပေါ်လာတာမဟုတ်တော့ဘူးအချစ်ကြောင့်ဖြစ်ပေါ်လာတာဒါမဲ့တစ္ဆာဆိုတာအကြာကြီးဆက်သက်ဆောင်ထားဖို့အတွက်အရန်လေးလံတဲ့အရာတစ်ခုပဲKirk နှုတ်ယူခဲ့တဲ့လူအသက်ဝိညာဉ်တစ်ခုတိုင်းမှာသူ့အကွက်တွေသူ့ဉာဏ်တွေကိုတည်တဲ့သူရဲကောင်းတွေတယောက်ပြီးတယောက်တိုးလာခဲ့တယ်သူ့ထောင်ချောက်တွေကတက်ရောက်မှုလျော့နေလာတယ်သူ့စူးကတ်တွေကိုကြောက်တဲ့သူနေနေလာတယ်တစ်ခါတိုက်လိုက်တိုင်းနောက်တစ်ခါပိုးခတ်လာတယ် still သူဆက်လက်ပြီးတောင့်ခံခဲ့တယ်သူမအတွက်အမြဲတမ်းသူမအတွက် Kirk ကပင်ကူမာလေးကိုလူအသက်ဝိညာဉ် humanities တွေကျွေးခဲ့တယ်သက်ရှင်နေတဲ့လူတွေကဆွဲထုတ်ထားတဲ့နှွေးထွေးမှုတွေနာကျင်နေတဲ့သူမရဲ့ချိုးတဲ့ခန္ဓာကိုယ်တက်တာစီလုံးကခိတ္တလေးပဲဆိုရင်တောင်မှပေါ့ဒါမဲ့လောကကြီးကတစ္ဆာရှိတဲ့သူတွေကိုအမြဲအပြစ်ပေးလေးရှိတယ်ကျွန်တော်တို့နဲ့တွေ့တဲ့အခါရွေးချယ်ခံပုတ်ကောင်ဘယ်တော့မှရက်တန်လို့မရတဲ့ဒီရီလိုင်းနေလို့သူအောင်မြင်မှုကိုစာလောင်းနေတဲ့ကျွန်တော်တို့က Kirk ဘဏ္ဍခါပဲပုတ်ချပြန်ထလာခဲ့တယ်နောက်ဆုံးမှာတော့ကြီးမားတဲ့ကြောက်တောင်ကြီးတောင်ရေလိုင်းနေကြောင်ပြိုခဲ့ရတာပဲတယောက်ပြီးတယောက်သူမရဲ့မိသားစုဝင်ကျွန်တော်တို့ရဲ့ဓာတ်အောင်မှာကြာဆုံးသွားရတာပေါ့ကြောက်စရာကောင်းတဲ့သူ့ရဲ့စုကတ်တွေကကျွန်တော်တို့အတွက်ညှောင်လေးလောက်ပဲဖြစ်ခဲ့ရတယ်ဒါကြောင့်နောက်ဆုံးတော့သူ့ရဲ့ crusade ဟာအပြီးတက်ခဲ့ရလိမ့်မယ် Kirk ပြန်ထမလာခဲ့အပုတ်ကောင်ချိန်ဆိုင်ရာသူ့ရဲ့မကြံရှိတော့တဲ့ခွန်အားကိုလွှမ်းမိုးသွားခဲ့တယ်သူ့ရဲ့အလောင်းကို The Fair Lady ရဲ့အထင်းတော်တွေကသူမရဲ့ကိုယ်ထဲကိုဆွဲသွင်းခဲ့တယ်အပင်ကူမြင်နေတဲ့ပိတ်နေတဲ့ခမ်းမတွေကဟိုးတောင်ကလေးမှာ Kirk ထာဝရအနားယူသွားခဲ့ရပေါ့ Kirk ကသူကိုးကွယ်တဲ့အဝီစီကိုကြောခိုင်းခဲ့တယ်သူ့ရဲ့ Dark Race တွေကိုကြောခိုင်းခဲ့တယ်ဘသူ့အတွက်လဲနာမကျန်းဖြစ်နေတဲ့နတ်ဆိုးပင်းဦးမာလေးတစ်ကောင်အတွက်လားသူ့ရှီမန်းတောင်မသိတဲ့သူတယောက်အတွက်နာကျင်လုံးလို့မျက်လုံးတောင်မဖွင့်နိုင်တဲ့ The Fair Lady က Kirk ရှိတာကိုလုံးဝမသိခဲ့ဘူးဒါပေမဲ့ဒါကိုလည်း Kirk မမူခဲ့ဘူးဘာလို့လဲဆိုသူနားလေသွားခဲ့ပြီချစ်ဖို့ဆိုတာစွန့်စားတတ်ဖို့စရီးတတ်ဖို့စုလည်းမရှိပေမဲ့တွေးထွက်ရမှာကိုမကြောက်ဖို့ဒါတွေအကုန် Kirk သိတယ်သူဆက်ချစ်ခဲ့ရပဲ Kirk ကအချစ်ဆိုတာအစိတ်ပါဆိုတဲ့လောကကြီးမှာကြည်ကြည်နက်နက်ကြီးတောက်သုံးခဲ့တယ်ဒီစုကတ်တွေကသူ့ရဲ့ရက်စက်မှုသူ့ရဲ့အချစ်နဲ့သူ့ရဲ့အပြစ်တွေဒါကြောင့်သူနောက်ဆုံးတည်တဲ့အခါမှာ Kirk ကသူအဝီစီသား Dark Wraith တယောက်အနေနဲ့တည်ခဲ့တာမဟုတ်ဘူးဆက်စုပ်ယွန်ရှာစရာလူယုံမှာတယောက်အနေနဲ့တည်ခဲ့တာမဟုတ်ဘူးသူမျှော်လင့်ချက်မဲစွာနဲ့ချစ်ခဲ့တဲ့သူတယောက်အနေနဲ့ပဲတည်ခဲ့ရတယ် Dark Souls မှာအချစ်ဆိုတဲ့ခွန်အားကြီးရဲ့အရာတောင်မှတင့်အောင်မကယ်တင်နိုင်ဘူးရဲ့တင်ဘလောက်စွန့်လို့ရဲဆိုတာပဲပြတယ်